ကောင်မလေးကသူ့လှုပ်ရှားပွဲစီရှောက်သွားလိုက်တော့လှုပ်ဖော်ကိုင်ဖက်တွေကအကြံသမားကောင်မလေးကိုအသေးတန်ဖားနေကြတာကိုတွေ့လိုက်ရတယ်။အကျစ်ဆိုးတဲ့လှုပ်ဖော်ကိုင်ဖက်တယောက်ကသူမကအလုပ်တင်ဝင်တာကိုအခွင့်ကောင်းယူပြီးအကြံသမားကောင်မလေးအတွက်ကော်ဖီသွားဝယ်ပေးဖို့ခိုင်းလိုက်တယ်။အကြံသမားကောင်မလေးရဲ့လောင်ပြောင်စကားတွေကိုကြားလိုက်ရတော့ကောင်မလေးစိတ်ဆိုးသွားပြီးတတိထားတော့နင်းရှိုးဝက်ချက်ကိုငါဖော်ထုတ်လိုက်မယ်လို့ချက်ချင်းပြောလိုက်တယ်။အကြံသမားကောင်မလေးကဒေါသတကြီးနဲ့အတိတ်ပဲမရှိတာတွေမပြောနဲ့လို့အော်ဟစ်လိုက်တယ်။ဒါပေမဲ့ကောင်မလေးကသူမရဲ့စားပွဲပေါ်မှာပုံထားတဲ့စာရွက်စာတမ်းထက်ကြီးကိုလက်ညှိုးထိုးပြပြီးဒီလောက်များတဲ့အလုပ်တွေရှိနေတယ်ငါဒီကိုအလုပ်လုပ်ဖို့လာတာနောက်ထပ်မနှောက်ယှက်ကြနဲ့လို့ပြောလိုက်တယ်။အဲဒီနောက်အကြံသမားကောင်မလေးကသူမရဲ့အလုပ်အားလုံးကိုကောင်မလေးစီပုံချလိုက်တယ်။ကောင်မလေးဒါတွေကနင်းလုပ်တွေလေလို့ပြောလိုက်တော့အကျစ်ဆိုးတဲ့လှုပ်ဖော်ကိုင်ဖက်သူကချမ်းသာတဲ့ခင်မလေးလေးလို့လောင်ရည်ပြီးနင်းလာစာကသူ့စားစရိတ်တစ်နက်စာတော့မလောက်ဘူးလို့ပြောလိုက်တယ်ထို့နောက်အကြံသမားကောင်မလေးရဲ့အိတ်ကိုပြပြီးဒီအိတ်ကိုမြင်လားတန်ဖိုးကတန်ပေါင်းများစွာရှိတယ်လို့ပြောတယ်ကောင်မလေးကချက်ချင်းသူမရဲ့အိတ်ကိုငုံကြည့်လိုက်ပြီး CEO ကောင်လေးပေးထားတဲ့အိတ်ကဒီလောက်တောင်ဈေးကြီးတာလားလို့စဉ်းစားမိသွားတယ်ဒါနဲ့အိတ်ကိုဖုံးကွယ်ဖို့စူးစမ်းလိုက်ပေမဲ့အကျစ်ဆိုးတဲ့လှုပ်ဖော်ကိုင်ဖက်ကမြင်သွားပြီးဒီအိတ်က International Mr. Yesetian ဟာနော်တနိုင်ငံလုံးမှာတစ်လုံးလေးပဲရှိတာလို့ပြောလိုက်တယ်ဒီအိတ်နှလုံးထဲကတစ်လုံးတော့အတုဖြစ်ရမယ်လို့လည်းဆက်ပြောတယ်ကောင်မလေးကျမမှာဝယ်ထားတဲ့ပြေစာရှိတယ်လို့ပြောလိုက်တယ်အကြံသမားကောင်မလေးချမ်းသာတဲ့လူတွေကပြေစာမလိုဘူးနင်ကပြန်လည်ငွေထုတ်ဖို့တင်းထားတာလားလို့လောင်ပြောင်လိုက်တယ်အကျစ်ဆိုးတဲ့လှုပ်ဖော်ကိုင်ဖက်ကလည်းဝိုင်းပြီးရေမောလောင်ပြောင်ကြတယ်ကောင်မလေးဒါဆိုစစ်ဆေးကြည့်လိုက်လေလို့ပြောလိုက်တယ်ပြီးတော့ဒါပေမဲ့သူမရဲ့အိတ်ကိုအရင်စစ်ရမယ်လို့ထပ်ပြောလိုက်တယ်အဲ့ဒီစကားကြတော့လူတိုင်းကအကြံသမားကောင်မလေးကိုလှည့်ကြည့်လိုက်ကြတယ်အကြံသမားကောင်မလေးကတုံဆိုင်သွားပြီးစစ်ရင်စစ်လေဘသူကကြောက်လို့လဲဒါပေမဲ့ငါအိတ်တာတူဖြစ်နေရင်ရောင်းတဲ့သူကငါ့ကိုလိန်တာပဲလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာအချစ်ဆိုးတဲ့လှုပ်ဖော်ကိုင်ဖက်ကအိတ်ကိုယူပြီးဖုန်းနဲ့ကျူအာကုတ်ကိုညိုင်းမလှုပ်လိုက်တယ်ရလတ်မှာနဲဆင်းနေတဲ့ကလှုပ်ပေါ်လာတယ်ဒါနဲ့သူနင့်ကိုရောင်းလိုက်တာများလားလို့အကြံသမားကောင်မလေးကိုမေးလိုက်တယ်အဲ့ဒီအချိန်မှာကောင်မလေးအဲ့ဒါအတူပဲလို့တီတီငိမ့်ငိမ့်ပြောလိုက်တယ်ချက်ချင်းပဲလူတွေကကောင်မလေးရဲ့အိတ်ကိုဆွဲယူပြီးစစ်ဆေးကြည့်လိုက်ကြတယ်ဒါပေမဲ့ရလတ်ကလည်းနဲဆင်းနေတဲ့ကပဲထွက်လာတယ်အဲ့ဒီတော့အကြံသမားကောင်မလေးတပြင်းချနိုင်သွားပြီးစိတ်သက်သာရသွားတယ်ဒါပေမဲ့ကောင်မလေးကျမအိတ်ကမော်ဒယ်တစ်ပါစနစ်ထဲကိုမထည့်သွင်းရသေးဘူးလို့ရှင်းပြလိုက်တယ်အကြံသမားကောင်မလေးကအမြန်စကားလွှဲပြီးထားလိုက်ပါတော့ဒီနေ့ကော်ဖီကိုငါကျွေးမယ်လို့ပြောလိုက်တယ်ဒီပြုတ်မှုကြောင့်ကောင်မလေးကအလွန်မင်းဒေါသထွက်သွားပါတော့တယ်